အပိုင်းကိုရဲ့ဇက်ရှင်ကတော့တကယ့်ကိုအမြင်ဆုံးရောက်သွားပြီလို့ပြောရမှာပါအောင်ဆန်ဟာပြင်ပစွမ်းအားတွေထက်မိမိကိုယ်တိုင်ရဲ့ဖြူစင်တဲ့အလင်းကိုရှားဖွေတွေးရှိသွားတာကဇလန်းရဲ့အလက်အပြောင်ကြီးတစ်ခုပါပဲအပိုင်း10အတွက်ပိုမိုရင်ခုန်စိတ်လှရှားဖို့ကောင်းပြီးလျှို့ဝှက်ချက်တွေပြည့်နှက်နေမဲ့အမောင်နှလုံးသားရဲ့ဗဟေလိနဲ့နောက်ဆုံးရင်ဆိုင်ခြင်းဆိုတဲ့ဇက်ကွက်ကိုရေးသားပေးလိုက်ပါတယ်အပိုင်း10မစခင် subscribe လေးမလုပ်ရလေရင်လုပ်ခဲ့ပြီးအောင်ကအောင်ဆန်းသည်ဝင်းရင်အလင်းရှင်အဖြစ်ရွာတို့ပြန်ရောက်လာခြင်းတွင်သူ၏မျက်ဝန်းများသည်ရခင်ကထက်ပိုမိုကြည်လင်ပြင်းငိမ်နေပြီးခန္ဓာကိုယ်မှလည်းတိမ်မွေ့သောအဖြူရောင်အလင်းတန်းများဖြာထွက်နေတယ်ရွာသားများကအောင်ဆန်းကိုသူရဲကောင်းတဦးလိုကြိုဆိုကြတော့လဲဆရာဟင်းကတော့ကောင်းကင်ရန်ရှိကျဲရာယာများကိုကြည့်ကာစိုးရိမ်ပူပန်နေတယ်အပိုင်းကိုအဆုံးတွင်ပါရှိခဲ့သောအမောင်နှလုံးသားပိုင်ရှင်မှာအမှန်စင်စစ်အောင်ဆန်း၏ငယ်တငယ်ချင်းဟောင်းသို့မဟုတ်အတိတ်ဘဝကသစ္စာဖောက်ခဲ့သူမင်းမောင်ဖြစ်နေသည်ကိုပြိတ္တအားစတင်မိတ်ဆက်ပေတယ်မင်းမောင်သည်အမောင်ဘရင်၏အကျွင်းစမ်းနှလုံးသားကိုအသုံးပြုကာလူတို့၏စိတ်အာရုံကိုထိန်းချုပ်နိုင်ပြီးမကောင်းဆိုးဝါးများကိုဖန်တီးနိုင်စွမ်းရှိလာတယ်ရွာရှိတီးနှံများရုတ်တရက်ညှိုးနွမ်းကုန်ခြင်းကအမောင်ထုပလန်လဲနိုးထွက်လာခြင်းနမိတ်များပင်ဖြစ်တယ်ဆရာဟင်းကအောင်ဆန်းကိုမင်းရဲ့အလင်းကတောက်ပလေးလေးအမောင်ကမင်းကိုပိုပြီးမနာလိုလေးလေးပဲလို့သတိပေးကနောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ကြတယ်။နှင်းရွယ်သည်ညစဉ်အောင်ဆန်းအမောင်တို့သေးတို့နှိမ့်မြုပ်သွားတဲ့အိမ်မက်ဆိုးများကိုမြင်မဲ့လာပြီးထိုရာဟာမင်းမောင်ရဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုဖြစ်ကြောင်းအောင်ဆန်းသိရှိသွားတယ်။ကျော်စွာသည်ရွာကိုကာကွယ်ရန်ကင်းလည်နေစဉ်မင်းမောင်၏စေကိုင်းမှုနဲ့ရောက်လာသောအရေးစစ်သူရဲ့များ၏တိုက်ခိုက်ခြင်းကိုခံရတယ်။အောင်ဆန်းသည်သူ၏ဝိညာဉ်အလင်းကိုအသုံးပြုကာကြော်စွာကိုကယ်တင်ခဲ့တော်လဲထိုတို့အသုံးပြုလိုက်ခြင်းကမင်းမောင်အတွက်အောင်ဆန်းရှိတာကိုခြေရာခံမိသွားစေတယ်။ဆက်မင်းမောင်၏ပေါ်ထွက်လာမှုတညတွင်မင်းမောင်သည်ရွာလယ်သို့ကိုထင်ရှားပြကာအောင်ဆန်းကိုစိန်ခေါ်တယ်။သူ၏ရည်ရွယ်ချက်ကအောင်ဆန်း၏အလင်းစွမ်းသားကိုဝါမျိုးပြီးလောကကြီးတစ်ခုလုံးကိုအမောင်ဖုံးရန်ဖြစ်တယ်။မင်းမောင်နှင့်အောင်ဆန်းတို့၏အတိတ်ဘဝကမနာလိုမှုနှင့်အခြေရေးပတ်သက်မှုများဥပမာနှစ်ဦးလုံးနှင်းငယ်ဤအတိတ်ဘဝကိုချစ်မြတ်နိုးဟဲခြင်းများကိုလျှို့ဝှက်စွာဖော်ပြတယ်။မင်းမောင်ကငါမှာအမုံစွမ်းအားရှိတယ်။မင်းမှာဘာရှိလဲလို့မေးတာအောင်ဆန်းကငါမှာလူသားတွေရဲ့ယုံကြည်မှုနဲ့မေတ္တာရှိတယ်လို့ပြန်လဲခြေပတ်တယ်။တိုက်ပွဲမင်းမောင်ကအမောင်ကျင့်စာများကိုထုလွှတ်ပြီးအောင်ဆန်းကဝိညာဉ်အလင်းဒိုင်းလွှားများနဲ့ခုခံကာကွယ်ပြီးအံ့ဩမှမောတိုက်ပွဲကြီးဖြစ်ပွားတယ်။ဆရာဟင်းဤလမ်းညွှန်မှုနဲ့ရွာတော်အလုံးစူပေါင်းစုတောင်းကြတာထိုစူပေါင်းမေတ္တာလိုင်းများကအောင်ဆန်းဤအလင်းစွာကိုပုံမကြီးမားလာစေတယ်။နှင်းရွယ်သည်မဲမောင်ဤအမောင်နှလုံးသားကိုအားနှဲသွားစေရန်အတွက်ဆရာဟင်းပေးသောသစ္စာရေးစဉ်ကိုမဲမောင်ဤနောက်ကျောင်းမှပြတ်ထန်းရန်ကြိုးစားခဲ့တယ်။ကွဲအပ်ခြင်းသစ္စာရေးစဉ်ထီမှန်သွားတာမဲမောင်ဤအမောင်နှလုံးသားဟာစတင်အကွဲလာပြီးသူ၏စွမ်းအားများရိုင်းနေသွားတယ်။အောင်ဆန်းသည်မင်းမောင်ကိုတတ်ပြစ်မိမဲစားသူ၏အလင်းစွမ်းနဲ့မင်းမောင်အတွင်းမှအမောင်တို့ကိုသာဖယ်ရှားပေးခြင်းကိုဆုံးဖြတ်လိုက်တယ်။အောင်ဆန်း၏ခန္ဓာကိုယ်မှဖင်းထန်သောအဖြူရောင်အလင်းတန်းကြီးပေါက်ကွဲထွက်သွားပြီးရွာတစ်လုံးကိုလွမ်းခြုံကာအမောင်စစ်တည်များအားပြာကျသွားတယ်။မင်းမောင်သည်အမောင်တို့မှလွတ်မြောက်သွားတော့လေသူ၏လောက်ရက်တွေအတွက်နောင်နာရကတောတွင်တွင်တရားကျင့်ရန်ထွက်ခွာသွားတယ်။အောင်ဆန်းနှင့်နှင်းနွယ်တို့သည်အေးအေးချမ်းချမ်းသောရွာလေးတွင်အတူတူရှိနေကြတော့လေအောင်ဆန်း၏လက်ဖွားပေါ်မှလက္ခဏာကအသက်တမျိုးထပ်မံပြောင်းလဲပုံနဲ့အပိုင်းစစ်အစ်ကိုစောင့်မျှော်ပါ subscribe လေးမလုပ်ရလေး in လုပ်ခဲ့ပေးအောင်နော်